Channel 1 ပြည်သက်ကြီးမင်္ဂလာပါခင်ဗျအောက်တိုဘာလဒုတိယပတ်မှာထွက်ရှိလာတဲ့ဒေသချင်းအသစ်ကလေးတွေကိုတင်ဆက်ပေးမယ့်အစီအစဉ်ရောက်ရှိလို့လာပါပြီကဲဘယ်သူတွေရဲ့သချင်းတွေဖြစ်မလဲဘယ်သချင်းတွေပါဝင်မလဲဒါဆိုလို့ရှိရင်ကျွန်တော်နဲ့အတူတူအဆုံးထိနားဆင်ကြည့်လိုက်အောင်လားခင်ဗျပထမဆုံးသချင်းအနေနဲ့ဒေသရှင်ဝါစုခိုင်တဲ့ရဲ့မတော်တဆဆိုတဲ့သချင်းလေးကိုထုံးလင်းပေးချင်ပါတယ်ဒီသချင်းလေးကလည်း MTV နဲ့အတူတွဲထွက်လာတာဖြစ်ပြီးတော့ MTV ရိုက်ကူးပုံပေါ်ထားတာလေးကလည်းစံပြပါတယ်တတူသွားထိုးရင်းနဲ့တတူအာတစ်ကိုတိုက်မိသွားတယ်ပေါ့နော်။နောက်ပိုင်းတတူအာတစ်ကအရင်ပူရှုပ်တဲ့အခါမှာတော့အန်တီနီကဘယ်လိုဖြစ်သွားမလဲ။ဒါဆိုလို့ရှိရင်ကျွန်တော်လည်းဒီစောတိနားဆင်ကြည့်အောင်လားဗျာ။ မတော်တဆကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးကဲလို့မြကြောင်ရောက်ကလာမေးပြခဲ့ရင်မင်းနဲ့ကြောင်တွေမပြောပြချင်ဘူးငါမလို့ဖြေရမလဲအဖြေကမင်းစီမငါမသိပါကွာငါဘယ်လိုဖြေရမလဲအဖြေကမင်းစီမချေရမလွယ်ဘူးချေရဲ့မောင်နေတဲ့လမ်းမှာထပ်မှငါတယောက်တည်းယူတကယ်ဝေးသွားရင်ခံစားရမယ်ပျော်ရွှင်ခဲ့တော့ရဲ့တိတ်တွေငါမမေ့သေးဘူးနေဝင်လာလိုက်ပြန်ထွက်လိုက်ရင်ကိုဓာတ်နဲ့ထထဆိုင်ဒါကိုလက်ခံထားတာငါလူမိုင်းနေချင်လာလိုက်ပြန်တက်လိုက်ရင်ကိုသွားနဲ့ထထကိုင်ဒါကိုလက်ခံထားတာငါလူမိုင်းအော်တိုဘာလာတီးရပဲထွက်ရှိလာတဲ့ဒီသချင်းတစ်တွေမှာပြည်ပြည်ဆုံးတဲ့သက်ဆိုင်သူတို့ကြားပါစေတာဆိုတဲ့ကာဘာဆောင်းလေးကိုလည်းကျွန်တော်တင်ဆက်ပေးချင်ပါတယ်ဒီသချင်းလေးကအရင် Premier FM မှာအနောင်စာတယောက်ဖြစ်တဲ့ပို့ပို့ပြေကဒီသက်ဆိုင်သူတို့ကြားပါစေတာဆိုတဲ့အစီအစဉ်အတိုင်းလေးပဲဒီသချင်းလေးကိုရေးထားတာပေါ့နော်သူတယောက်တည်း single အနေနဲ့ဆိုထားခုတို့ Joel နဲ့ပေါင်းပြီးတော့လဲစုံတဲ့ချင်းဖြစ်လဲဆိုထားခုပါတယ်ဒီသချင်းလေးကိုအခုဒေသရှင်ဖြူပြဆုံးကကာဘာဆောင်းအနေနဲ့ပြန်ဆိုထားတာတော့ညအားဆင်ကြည့်ကြပါဦးနော်ဒီရတဲ့ချောင်းတွေကိုစားစီလို့ထားပါတယ်ဒုနေအောင်မတွေ့ပြတာချပြီးပေါ်ချစ်သူရဲ့ရုတ်တရက်တည်းရလာရင်ဒီရင်ပတ်ကြည့်ခွဲပါတယ်ဘယ်မပြောတော့ဘူးငိုလိုက်တာကောင်းမယ် la cuera ha de quiero cabare no se te sanare cango betite me mimolo tanai ne subane chitu ye kansa jamya nyawo ma phi kwe mi chi ba ong kwe Punya mina leva Chenga chito skamya Kangoda Dume puelo pito some Hey chike mi bare Sakalo myazwa Tena Koyema အော်တိုဘာလာဒုတိယပတ်မှာထွက်ရှိလာတဲ့ဒေသရှင်ကိုတင်ဆက်ပေးရတာအခုဆိုရှင်တော့သုံးပုံမြောက်ကိုရောက်ပြီပေါ့နော်အခုသုံးပုံမြောက်မှာတော့ဒီသက်ရှင်အားကျင်တဲ့ဗတာမင်တို့ရဲ့နာလေးဖြစ်တဲ့ချင်းတွေကိုတင်ဆက်ပေးချင်ပါတယ်ဒီသချင်းလေးကတော့ lyrics video အနေနဲ့ကထွက်ရှိထားစီဖြစ်ပါတယ်ခင်ဗျပရိသတ်ကြီးနားဆင်ပေးပါအောင်နော်မိုင်းတမန်လေးဖြစ်ဖြစ်ခဏလေးဖြစ်ဖြစ်လွမ်းနေကြောင်းလေးပြောချင်ချစ်တဲ့ကြောင်းလေးပြောချင်တယ်လီဖုန်းနဲ့ဆက်နေတာမကိုင်းဘူးလားရင်ခုန်ခြင်းတွေမှာငါနာမည်ပါသေးလားတမန်လေးဖြစ်ဖြစ်ခဏလေးဖြစ်ဖြစ်လွမ်းနေကြောင်းလေးပြောချင်ချစ်တဲ့ကြောင်းလေးပြောချင်တယ်လီဖုန်းနဲ့ဆက်နေတာမကိုင်းဘူးလားရင်ခုန်ခြင်းတွေမှာငါနာမည်ပါသေးလားဘယ်သူနဲ့ရှိလို့နေမလဲကွာအစင်ပြေရဲ့လားစိတ်ကပူလိုက်တာရင်ထဲကစကားပါနင်းနေငါချမှာအထင်လွဲတာလေးတွေများနေတာတဝင်းတူတာလေးရှောင်းလိုက်ပါအောင်ကွာမညိုညင်မ
chama a tin lueda li dreamya nira Tiao po tiao nale mure tatu machabu Tiao po tiao atali rim shojin jabu So lebe naro shisa pulure Nale mure yu jame ဟုတ်ကဲ့စတော့ကတော့ချင်းနေကြတော့ဒီမှာနောက်ဆုံးချက်ချင်းကိုဆက်ပေးချင်ပါတယ်ဒီကိုကဒီချင်းလေးမကခင်မှာဒီဆိုတော့ကိုစင်းနဲ့ပေါင်းပြီးတော့ကြောင်းချက်လိုက်ပါတော့ဆိုတော့ MTV နဲ့ဖက်ခဲ့တယ်เนาะဒီချင်းကတော့ level speed နဲ့ပဲထွက်ရှိထားပြီးပါတယ်ဟုတ်ကဲ့ဒီကိုရဲ့နောက်ဆုံး Anías gari on your body It's the pulling of your nave Yeah And the camera pulling really You prepare my mind yes Lolo male Yo chick Go male I only need me as carry Try on need me No so me I'm pure Lolo male more No so land No so man No so love No so me Never needed to your man I got it Do you realize you magic I pop you sing it Lovely ဟုတ်ကဲ့အခုဆိုရင်အော်တိုဘားလာဒုတိယပတ်မှာဖက်ရှိလာတဲ့တချင်းသစ်ကလေးကိုကျွန်တော်တင်ဆက်ပေးလာတာနံပါတ်5နေရာပေါ့နော်နောက်ဆုံးချင်းလေးနဲ့ဖြစ်တဲ့နံပါတ်5နေရာတချင်းလေးကိုပြောပြပေးပါမယ်ဟုတ်ကဲ့ဒီချင်းလေးကတော့ ဒေတာရှင် KK ရဲ့အရေးကလေးဆိုတချင်းကလေးပဲဖြစ်ပါတယ်ခင်ဗျဒီတချင်းလေးကလည်း MTV နဲ့အတူတွဲထွက်လာတဲ့တချင်းကလေးပဲဖြစ်ပါတယ်โอเคအားထောင်ကြည့်ပေးပါအောင်နော် Babe, you always take care of me. You always there when I need you the most. Yeah, late till I late. I can lay machine it. I feel so alive. Ooh, Millie, no trace of another day. Hey, my love.ဟုတ်ကဲ့ပါပိတ်သက်ကြီးအော်တိုဘားလာဒုတိယပတ်မှာဒီတချင်း5ပုဒ်ပဲထွက်ရှိနေတာပေါ့နော်တချင်းအစ်စ်တွေလည်းရှိပါသေးတယ်ကျွန်တော်ရဲ့အခြေအကန့်အသတ်ချက်တွေကိုကြောက်တာဒီတချင်း5ပုဒ်ကိုပြဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျโอเคအော်တိုဘားလာတတိယပတ်မှာရောဘယ်တချင်းတွေထွက်ရှိလာအောင်ပါလဲသိချင်တယ်ဆိုလို့ရှိရင်တော့နောက်အပတ်မှာကျွန်တော်တို့ပြန်လည်ဆုံးဖြတ်ကြအောင်နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ချက်ထားပြီးနေပါနဲ့ခင်ဗျဒါဆိုအားလုံး bye bye